ချက်ဆောင်တဲ့ဖန်များအားလုံးပဲမင်္ဂလာပါအေလာတင်းရဗျဘရူနိုဖာနာတက်ကိုတစ်ဖက်လောက်ကပေါက်9သိန်းထီကန်လန်းဆိုတဲ့တင်းလေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်တစ်တော့ညီကိုအနေနဲ့ဗျတစ်တော့ဗန်ဝါ YouTube မှာသတင်းစုံကိုပုံမကြည့်ရှုနိုင်ပါတယ်ဒီအေလာတင်းရဗျတို့ဒီကလဝကတ်ပေါ့ဗျကလဝကတ်အတွက်တို့ကပါတယ်ဗျအဲ့အတွက်ကြောင့်ဘရူနိုဖာနာတက်ကိုအပီခေါ်ခြင်းနေရဗျ6လပိုင်း1ရက်နေ့ကနေ14ရက်လောက်ထိဗျသူအပြောင်းရွှေ့တွေလုံးလို့ရရည်ဗျကလဝကတ်ကဗျအပီရောဒူကလဝကတ်မှာခေါ်ယူနိုင်လို့ရှိရင်30လို့ရရည်တယ်အဲ့အတွက်ကြောင့်ဘရူနိုဖာနာတက်ကိုတပတ်လောက်ကပေါင်9သိန်းနဲ့ပေးပြီးတော့ကန်လန်ထားတာလည်းဖြစ်ပါတယ်ပြီးတော့ဗျသူကကန်လန်လို့ရလို့ရှိရင်3နှစ်စာချုပ်ရှုံမယ်အဲ3နှစ်အတွင်းမှာလည်းနောက်ထပ်ပေါင်တန်း200ထိအကျိုးခံစားခွင့်တွေကိုဗျသူရရင်ရတယ်လို့အတင်းအောင်မြင်မှုနဲ့တူအကုန်ပေးဖို့ထိပါကန်လန်ထားတာလည်းဖြစ်တယ်သူတို့ကဒီလာမယ့်ဂျန်နဝါရီနေ့ဒီဗျကစားသမားကိုသူကအကြောင်းမြန်ပေါ့သူတို့နဲ့ဥပမာလားမုံမမပေါ့အကြောင်းမြန်ဖို့တော့အေလတင်းကဆုံးဖြတ်ထားတယ်မန်ချက်ဆောက်တိုင်းတဲ့အနေနဲ့တကယ်လို့ဗျကစားသမားကိုမရောင်းဘူးလို့ပြောတာချန်ပီယံလိပညာဝင်ဖို့မရတဲ့အတွက်ဒီကစားသမားကိုရောင်းလိုက်ရင်ဒီတယောက်ထဲနဲ့ဗျသူခေါ်ဖို့ရမယ်လူတွေအများကြီးကိုသူချူချောင်းချောင်းဖြစ်သွားမယ်နေရှိရဗျတည်ရမှာသူ့ရဲ့စီးမြင့်နေဗျ FAB ကစီးမြင့်နေလဲအကုန်လုံးလွတ်မြောက်မယ်အဲ့အတွက်ကြောင့်မန်ချက်ဆောင်တဲ့နေတော့စဉ်းစားဖို့ရပြီဘာလို့ဆိုဘရူနိုအနေနဲ့လဲသူကမန်ချက်ဆောင်တဲ့ကသူ့ကိုရောင်းရင်သူတွားဖို့စင်းနေရှိတယ်သူကမန်ယူကမထုတ်မရှင်တော့မတွားဘူးလို့သူကတစ္ဆာချီပြောဆိုတာဖြစ်တယ်အဲ့အတွက်ကြောင့်မန်ချက်ဆောင်တဲ့နေတော့စဉ်းစားဖို့ဖြစ်လာပါပြီတပတ်လောက်ကပေါင်9သိန်းကျော်လုံးကျွတ်ထွန်နေရပဲမန်ယူဖန်နေလဲဘလို့ထင်လဲဗျကောမန့်အောင်မှာမှန်သွားပြီပါဦး